Stranger Things ဆိုတဲ့ဇာတ်လမ်းတွေအရကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာနဲ့ချွတ်ဆွတ်တူတဲ့ကမ္ဘာတစ်ခုရှိပါတယ်တဲ့ဒီကမ္ဘာကို upside down လို့ခေါ်ပါတယ် upside down ဆိုတာတာမန်ကမ္ဘာနဲ့နေရာအတူတူမှာရှိပေမဲ့အရန်ကိုကွဲပြားခြားနားတဲ့ဆက်စုပ်ဝဲကမ္ဘာတစ်ခုပါအဲ့ဒီနေရာမှာမှောင်မိုက်အေးဆက်နေပြီးတော့လေထုထဲမှာပြလို့အမုံမွားတွေလွင့်နေတတ်ပါတယ်တာမန်ကမ္ဘာကအဆောက်အအုံနဲ့ပစ္စည်းတွေရှိနေပေမဲ့အားလုံးဟာပျက်စီးယိုယွင်းနေပြီးယွန်စရာကောင်းတဲ့အရာတွေနဲ့ဖုံးလွှမ်းနေပါတယ်ဒါအပြင်ကို upside down ထဲမှာကြောက်စရာလည်းကောင်းအန္တရာယ်လည်းများတဲ့တရဝါတွေကျဆားနေထိုင်ပါတယ်ဒီတော့ upside down ကဘာကကြောက်မက်ဖွယ်တရဝါကြီးတွေအကြောင်းပြောကြရအောင်ပါ Demon Gorgon မျက်လုံးမရှိဘဲမျက်နှာကပွင့်ချက်ပုံစံဖြစ်နေတဲ့တရဝါဖြစ်ပါတယ်အစားစားတဲ့အခါအဲပွင့်ချက်တွေကပွင့်လာပြီးအတွင်းထဲကခြုံတက်တဲ့သွားတွေနဲ့ကိုက်ဖြတ်စားတော့ပါတယ်အမြဲသွေးစနေတဲ့အကောင်ဖြစ်ပြီးတော့သွေးတွေကိုအနှံ့ခံပြီးလူတွေကိုလိုက်လံစားတော့ပါတယ်အကယ်၍ Demon Gorgon တကောင်ကမင်းကိုစားတော့မယ်ဆိုရင် upside down တွေကိုအရင်ဆွဲခေါ်သွားပြီးမှအမဲဖြတ်စားမှာဖြစ်ပါတယ်သူတို့မှာဖားရီလိုမျိုးဘဝဆက်ဝန်းလို့ခေါ်တဲ့ life cycle ရှိပါတယ်Demon Slack ဆိုတဲ့ပတ်ကြည့်ရွယ်ကောင်လေးတွေကနေစတင်ပြီးကြီးလာရင် Demon Dog ဆိုပြီးခွေးရွယ်ဖြစ်လာပါတယ်။နောက်ဆုံးမှာလူရွယ်စားရှိတဲ့ Demon Gorgon အဖြစ်ရုံလုံးပေါက်လာတာဖြစ်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှာလည်းဒီအကောင်လေးတွေပေါက်နေနိုင်ပါတယ်နော်။ Mind Flayer ဒီကောင်ကတော့ Upside Down နဲ့ Demon Gorgon လိုတရဝါအားလုံးကိုထိန်းချုပ်ထားတဲ့အုံနောက်လို့ပြောရမှာပါ။ Upside Down ရဲ့အကြီးဆုံးအကောင်ကြီးဖြစ်ပြီးကြီးမားတဲ့ပိတ်ငူပုံစံနဲ့အမဲရောင်မီးကုန်းဝေးတရဝါကြီးပါ။ Upside Down တွေကတခြားတရဝါတွေအားလုံးကိုထိန်းချုပ်ညွှန်ကြားနိုင်တဲ့စွမ်းအားရှိပြီးလူနဲ့တရိတ်ဆန်တွေကိုလည်းပူးကတ်နိုင်ပါတယ်။တင်နာသူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားရင်ကိုယ်ပိုင်ဆန္ဒလုံးဝမရှိတော့ဘဲ Mind Flayer အတွက်အသက်ရှင်နေတဲ့ရုပ်တရက်တစ်ခုဖြစ်သွားမှာပါ။တင်နာလူတယောက်ရဲ့အပြုမှုတွေဟာရုပ်တရက်ကြမ်းတမ်းလာပြီးမျက်လုံးတွေဖြူဖြော့သွားတယ်ဆိုရင် Mind Flayer ရဲ့ကြေးကျွန်ဖြစ်နေတာဖြစ်နိုင်ပါတယ်နော်။ Wagner လူသားပုံစံဖြစ်ပေမဲ့အရေပြားအပေါ်ရန်လွှာကိုစုပ်ခွာခံထားရတဲ့ကြောက်စရာပုံစံကြီးရှိပါတယ်။သူဟာရုပ်ပိုင်းဆိုင်ရာထက်စိတ်ဆွမ်းအားကိုအသုံးပြုပြီးစိတ်ပိုင်းဆိုင်ရာကိုဥစွာတိုက်ခိုက်သူပါလူတွေကိုအိမ်မက်ဆိုးတွေပေးပြီးရက်ဆက်စွာတပ်ဖြတ်လေးရှိပါတယ် Mind Flayer နဲ့တခြားတရဝါတွေကိုထိန်းချုပ်တဲ့သူလို့လည်းတချို့ကယူဆကြပါတယ် Wagner ကမင်းကိုတားကောင်းအဖြစ်ရွေးလိုက်ပြီးဆိုတာနဲ့မင်းရဲ့စိတ်ထဲကိုဝင်ရောက်ပြီးမင်းရဲ့အကြောက်တရားနဲ့ trauma တွေကိုနှိုးဆွပြီးညှဉ်းပန်းနှိပ်စက်မှာပါပြီးတာနဲ့မင်းကိုလေပေါ်မြောက်ပြီးခန္ဓာကိုယ်အတွင်းကိုချိုက်ဝင်သွားတဲ့အထိအတွင်းပိုင်းကနေအယိုးတွေနဲ့မျက်လုံးတွေကိုချိုးဖဲ့ဖျက်ဆီးပြစ်မှာပါအသက်ခံရတဲ့လူရဲ့အလောင်းကိုမြင်ရတဲ့သူတိုင်းကသွေးပြတ်ထိတ်လန့်သွားစေမှာပါ Demon Bats လင်းနိုးနဲ့တူတဲ့ပြန်တန်းနိုင်တဲ့တရဝါတွေဖြစ်ပြီးအများစုက Wagner ရဲ့လက်အောက်ခံတွေပါသူတို့ကအကောင်တကောင်ချင်းစီတော့အရန်ကြီးကြောက်စရာမကောင်းပေမဲ့အုပ်စုဖွဲ့ပြီးတိုက်ခိုက်ရင်တော့အန္တရာယ်ကြီးပါတယ်အကယ်၍တင်နာ upside down နဲ့ရောက်သွားရင်တေချာတာကတော့အနှိမ့်နဲ့အမြန်တိတ်ဆုံးမှာပါပဲဒီတော့မတော်တဆများရောက်သွားခဲ့ရင်ဆက်စုဖို့မကြိုးစားပဲထွက်ပေါက်အမြန်ရှာပြီးတာလွတ်အောင်ပြေးဖို့ပဲအကြံပေးပါရနော်ဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်သွားပေးပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ